ပဿနာလုပ်ကိုရဟာတဲ့ဘုန်းကြီးကလည်းတိုက်တွန်းတယ်သစ္စာပန်တန်တရားနှဖျားကျိုးကိုများစေနိုင်တယ်ဆိုတာမှတ်ကြရမယ်သစ္စာပန်တန်တရားနှဖျားကျိုးကိုများစေနိုင်တယ်လို့မှတ်ရမယ်အဲ့တော့ဝိပဿနာတစ်ခါရှုဒီဘက်ကနေပြီးဒီကရဓမ္မတွေကကိုယ်စိတ်ကလေးတစ်ခုထားတာပေါ့လောဘစိတ်ဖြစ်ဖြစ်ဒေါသစိတ်ဖြစ်ဖြစ်မောဟစိတ်ဖြစ်ဖြစ်ဒီကိစ္စစိတ်ဖြစ်ဖြစ်ပြောင်းတဲ့စိတ်ဖြစ်ဖြစ်ထားတာပေါ့ဥဒ္ဒဘုဒ္ဓတကားစိတ်တို့ကနော်ဒါရဖြစ်ပြီးပြတ်တာပဲလို့ဆိုတာဒီမဲ့ခင်ကသိတာမဲ့ခင်ကသိတော့ဘယ်နှခါသိကြတော့ဆိုတာတကားစိတ်တို့ဥဒ္ဒဘုဒ္ဓမျိုးလို့မဲ့ခင်ကဘယ်နှခါသိကြတော့လို့မဲလို့ရှိရင်ပထမတဏ္ဍမနဲ့တစ်ခါသိသိတဏ္ဍမစိတ်ကလေးချုပ်နောက်မျက်နှာမနဲ့သိပြန်ကောင်းပြီဒါပြန်နောက်9နံပါတ်နဲ့သိဒါဖြင့်9ခါသိတာပေါ့9ခါသိတယ်လို့မှတ်ကြရမယ်အဲ့ဒါကိုဓမ္မတို့ဖြစ်ပြကိုတစ်ခါရှင်းလိုက်လို့ရှိရင်သိတဲ့စိတ်9ကြိမ်ဖြစ်တယ်လို့မှတ်ပါသိတဲ့စိတ်က9ကြိမ်ပါလေ9ကြိမ်ဖြစ်တယ်လို့မှတ်ထားရမယ်ဒါဖြင့်ကျတော့ဘယ်စိတ်ရှုသော9ကြိမ်ဖြစ်တယ်လို့ဘုရားဘုရားတရားတိုက်တို့ကမှတ်ရမှာဘယ်ခါရှုဘယ်နှကြိမ်ဖြစ်ပါလဲ9ကြိမ်ဖြစ်တယ်ဆိုတာမှတ်ထားဒီဉာဏ်သောတစ်ခုတည်းဉာဏ်တစ်ခုတည်းကိုမဂ္ဂင်7ပါးကိုကဒကာဓမ္မတို့မဂ္ဂင်5ပါးနဲ့ဖြစ်လဲဒီထဲနဲ့မဂ္ဂင်5ပါးနဲ့တစ်ကြိမ်ဒါရမဂ္ဂင်5ပါးနဲ့ဘယ်နှကြိမ်ပါလဲအားလုံး9ကြိမ်ဖြစ်တယ်လို့မှတ်ကြတော့မဂ္ဂင်5ပါးနဲ့ရှုတယ်9ခါဖြစ်တယ်လို့မှတ်ရသဘောကျကောင်းပြီဒါဖြင့်ဒီဥပဒနာရှုတဲ့အခါကျတော့ဥပဒနာမဲ့ဆိုဟာ9ခါတောင်ဖြစ်ပါလားလို့ကိုယ်စိတ်ထဲမှတ်ထားကြတစ်ခါရှိရင်ဘယ်နှခါဖြစ်လဲဖြစ်တဲ့ကလေးကိုမြင်တယ်လို့ဆိုလို့ရှိရင်9ခါဖြစ်အဲ့တော့9ခါဖြစ်တာကိုဓမ္မတွေကသိထားတော့တို့တစ်ခါအဖြစ်ပြက်ကလေးတစ်ခါရှုလိုက်ရင်ဇော9ကြိမ်တောင်ဖြစ်တယ်ဆိုတဲ့ဥစ္စာကိုဓမ္မတွေကမှတ်ထားရမယ်